မင်္ဂလာပါရှင်ရှုမွန်နိုင်ချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ဆရာမင်းဝေရဲ့သူ့အိုကျေးဇူးဆိုတဲ့ပုံမြင်လေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်နားဆင်ကြည့်ပါဦးနော်ကြိုက်နှစ်သက်ဆိုရင်လဲ like subscribe နဲ့ share ပေးဖို့လည်းမမေ့ပါနဲ့ရှင်ရှေ့အခါကသူ့အိုတွေကိုပြစ်ပယ်ထားတဲ့တိုင်းပြည်တစ်ပြည်ရှိပါတယ်တိုင်းသူပြည်သားတွေကထူဆန်းတဲ့တတိထုံးစံရာသူ့အိုအဖို့အဖွားတွေကိုမကြွေးမွေရပါဘူးမပြုစုရပါဘူးအိမ်မှာလည်းမထားရပါဘူးလူသူမနီးတဲ့တောင်ပေါ်ကိုပို့ပြီးစွန့်ပစ်ထားရတာပါတခါမှာတော့တိုင်းပြည်မှာရှိတဲ့ဘရင်အမတ်တူရဲ့ဖခင်ကအသက်အရွယ်ကြီးပြီးတော့သူ့အိုဘွားကိုရောက်ရှိလာပါတယ်ထုံးစံအတိုင်းအမတ်ကဖခင်ကိုတောင်ပေါ်ကိုပို့ပြီးစွန့်ပစ်ရတော့မှာပါအမတ်ကဖခင်ကိုချစ်မြတ်နိုးတဲ့သားကောင်းသားမွန်ဖြစ်နေတော့ဖခင်ကိုမစွန့်ပြစ်ရနိုင်ပါဘူး။ဒါကြောင့်အိမ်ချမ်းတွင်ထဲမှာပဲမြေအောက်လိုင်ကူတစ်ခုကိုလျှို့ဝှက်စာတူပြီးတော့ဖခင်ကိုအဲ့ဒီလိုင်ကူထဲမှာပဲဝှက်ထားပါတယ်။နေ့စဉ်ပဲသူကိုယ်တိုင်အဖေထံကိုတိတ်တဆိတ်သွားပြီးတော့အစာပို့တယ်။ကောင်းစွာကျွေးမွေးပြုစုဆောင်ရှောက်တယ်။လူအများကသူဟာဖခင်ကိုတောင်ပေါ်ကိုပို့ပြီးစွန့်ပစ်ထားတယ်ဆိုပြီးတင်းလွှင့်ထားပါတယ်။ဒီနေ့မှာတော့နတ်သားတစ်ပါးကဘင်းရှိတော်မောင်မှာထူဆန်းစွာပေါ်လာခဲ့ပါတယ်။နတ်သားကဘရင်ကိုမေးခွန်းနေမိပါတယ်။ဘရင်ဖြစ်စီတိုင်းသူပြည်သားတူဖြစ်စီဖြေဆိုရမှာပါ။ဖြေမှန်ရင်တော့ရံမပြူပါဘူး။အဖြေမှားမယ်ဆိုရင်တော့တတိုင်းတစ်ပြည်လုံးကိုစီစီညက်ကြအောင်ဖျက်ဆီးပစ်မယ်လို့ဆိုပါတယ်။အဲ့ဒီနောက်နတ်သားကမွေးနှကောင်ကိုဖန်ဆင်းလိုက်ပါတယ်။ဒီမွေးနှကောင်တွေကဘယ်မွေကအချီဖြစ်ပြီးတော့ဘယ်မွေကအမဖြစ်ပါသလဲလို့မေးမြန်းပါတယ်။နတ်သားရဲ့မေးမြန်းချက်ကိုဘုရင်လည်းမဖြေဆိုနိုင်ပညာရှိများလည်းမဖြေဆိုနိုင်မူးမတ်များလည်းမဖြေဆိုနိုင်ပါဘူး။ဘုရင်ကနတ်သားအားခဏဆိုင်ပါအောင်လို့ခွင့်တောင်းပြီးနောက်မိကုန်းကိုဖြေဆိုနိုင်သူကိုဆုလက်အမြောက်များပေးမယ်ဖြစ်ကြောင်းတိုင်းပြည်ကိုကြေညာစေပါတယ်။ဒါပေမဲ့ဖြေဆိုတဲ့သူမပေါ်ပါဘူး။အဲ့ဒီအချိန်မှာဖခင်ကိုလှိုင်ကူထဲမှာဝှက်ထားတဲ့အမတ်ကဖခင်ထံသွားပြီးတော့အကျိုးကြောင့်ပြောပြမေးမြန်းပါတယ်ဖခင်ဖြစ်တဲ့သူကချစ်သားဒီကိစ္စကလွယ်ပါတယ်အလွန်တရာနူးညံ့တဲ့ကိုစောပေါ်ကိုမွေးနှကောင်ကိုညင်သားစွာချထားလိုက်ပါလှုပ်ရှားတဲ့မွေကမွေထီတစုံတရာမလှုပ်ရှားပဲငြိမ်ပြီးခွေနေတဲ့မွေကမွေမဖြစ်တယ်လို့ရှင်းပြလိုက်ပါတယ်အမတ်ကလည်းဖခင်ဆိုတဲ့အတိုင်းပဲဘရင်ကိုရှောက်ထားလိုက်ပါတယ်ဘရင်လည်းဝမ်းမြောက်ဝမ်းသာပြီးအမတ်လျှောက်ထားတဲ့အတိုင်းပြုမှုဖြေဆိုတယ်အဖြေကမှန်သွားပါတယ်နတ်သားကမှန်မိတယ်လို့ဆိုပြီးတစုံတရာရံမပြုပါဘူးအဲ့ဒီနောက်နတ်သားကပဲမိကွန်းတစ်ခုကိုထပ်မံမေးပြန်ပါတယ်တစုံတယောက်ကအိပ်ပျော်လျက်ရှိပါတယ်သို့တော့အဲ့ဒီသူကိုနိုးထနေသူလို့ခေါ်ကြတယ်တခါအဲ့ဒီသူကပဲနိုးထလျက်ရှိတော့လေအိပ်ပျော်နေသူလို့အခေါ်ခံရပြန်တယ်ထိုသူကဘသူပါလေလို့မေးပြန်ပါတယ်ဒီမေးခွန်းကိုလည်းဘသူမှမဖြေဆိုနိုင်မြန်ပါဘူးအမတ်ကလည်းဖခင်ထံကိုတွားရောက်မေးမြန်းပြန်ပါတယ်ဖခင်ကချစ်သားထိုသူကကမ္မထန်တရားလေ့ကျင့်အားထုတ်နေတဲ့သူဖြစ်တယ်ထိုသူဟာကမ္မထန်တရားလေ့ကျင့်အားထုတ်ခြင်းမပြုတဲ့သူနဲ့နှိုင်းစာပါကနိုးထနေသူပဲဖြစ်တယ်တပံဒီလူပဲကမ္မထန်တရားလေ့ကျင့်အားထုတ်ပေါင်းမြောက်ပြီးတော့ပညာဉာဏ်တို့ရရှိသူနဲ့နှိုင်းဆန်ပြန်ရင်လေအိပ်ပျော်နေသူဖြစ်တော့တယ်လို့ဖြေဆိုပြောပြလိုက်ပါတယ်အမတ်လည်းဖခင်ဆိုတဲ့အတိုင်းဘုရင်ကိုလျှောက်ထားတယ်ဘုရင်ကလည်းအမတ်လျှောက်ထားတဲ့အတိုင်းနတ်သားရဲ့အမေကိုဖြေဆိုတယ်နတ်သားကမှန်မိတယ်လို့ဆိုပါတယ်အဲ့ဒီနောက်နတ်သားကမိကွန်းတစ်ခုမေးပြန်ပါတယ်အေယာမကြီးမားလာတဲ့စင်ကြီးတစ်ကောင်ရဲ့လေးချိန်ကိုတီးဖို့သင်ဘလို့ချိန်တွဲမလဲဒီမိကွန်းကိုလည်းဘသူမှမဖြေဆိုနိုင်မြန်ပါဘူးအမတ်ကလည်းဖခင်ထံကိုသွားပြန်ပါတယ်ဖခင်ကချစ်သားရှေးဥစွာစင်ကိုလှေပေါ်တင်လိုက်ပါရေထဲမှာလှေဘလောက်နစ်မြုပ်တယ်လဲဆိုတာကိုအမှတ်သားလုပ်ထားပါပြီးတော့မှစင်ကိုလှေပေါ်မှချကြောက်ခဲတွေကိုလှေပေါ်ကိုတင်အရင်မှတ်သားထားတဲ့အမှတ်သားကိုရောက်တဲ့အထိကြောက်ခဲတွေကိုတင်ပါအဲ့ဒီနောက်ကြောက်ခဲတွေကိုချိန်ကြည့်ပါစင်ရဲ့အလေးချိန်ကိုသိရပါမယ်လို့ပြောပြပါတယ်ဒီအတိုင်းပဲဘုရင်ကဖြေဆိုရာနတ်သားကနှစ်သက်သဘောကျသွားတော့မှန်ပြီတယ်လို့ဆိုပါတယ်အဲ့ဒီနောက်မှာပဲ
နတ်သားကမိကွန်းတစ်ခုကိုမေးပြန်ပါတယ်ရေတစ်ခွက်ဟာသမုဒ္ဒရာရှိရေအားလုံးထက်ပုံမများပြားတယ်ဆိုတာဟုတ်မှန်ပါသလားဒီမိကွန်းကိုလည်းဘယ်သူမှမဖြေဆိုနိုင်မြန်ပါဘူးအမတ်ရဲ့ဖခင်ကပဲရှင်းလင်းဖြေဆိုပြရပြန်ပါတယ်ချစ်သားမိဘဒါမှမဟုတ်နာမကျန်းဖြစ်သူတူဦးကိုစင်ကြယ်မွန်မြတ်သောစေတနာနဲ့ရေတစ်ခွက်တိုက်ကျွေးမှုအတွေ့ရရှိလာတဲ့ကောင်းမှုကုသိုလ်ဟာမြည်သည့်အခါမှာမချောက်ခံထာဝစဉ်ပြည့်ဖြိုးလျက်ရှိပါတယ်သမုဒ္ဒရာရေမူတဏိသောအခါချောက်ခန်းနိုင်တယ်ဒါကြောင့်ရေတစ်ခွက်သည်သမုဒ္ဒရာရေထက်ပုံမများပြားတယ်လို့ဆိုနိုင်ပါတယ်လို့ဖြေဆိုလိုက်ပါတယ်ဘုရင်ကလည်းဒီအတိုင်းနတ်သားကိုဖြေဆိုပြတဲ့အခါမှာနှစ်သက်သဘောကျသွားပြီးဟုတ်ပါပြီလေလို့ဆိုပါတယ်နတ်သားကလည်းနောက်တစ်ခါမိကွန်းမေးပြန်ပါတယ်အစာငတ်မလို့အယိုးရည်သာကြံရှိနေတဲ့ဒုက္ခိကတူကိုဖန်ဆင်းပြပြီးတော့မိကွန်းတစ်ခုမေးတာပေါ့ကဘာပေါ်မှာဒီလူထက်ပုံမငတ်မှုသူရှိပါသေးသလားဒီမေးကိုလည်းအမတ်ရဲ့ဖခင်ကအလွယ်တကူပဲဖြေဆိုပြပါတယ်ချစ်သားအကျဉ်သူသည်အတ္တလည်းကြီးလောဘလည်းကြီး၍ဖျားတရားတန်ဃာကြီးဆိုတဲ့ယတနာသုံးပါးကိုလည်းမယုံကြည်မိဘဆရာသမားတို့ကိုလည်းပူဇော်တက်ကာရမပြုရင်အဲ့ဒီသူဟာအစာရည်စာငတ်မှုသူထက်ပို၍ငတ်မှုသူစင်စစ်ဖြစ်တော်တယ်ဒီလူဟာပိတ္တလောကကိုရောက်ခါထာဝစဉ်ငတ်မှုနေတော့မယ်လို့ဖြေဆိုပါတယ်ဘုရင်ကလည်းနတ်သားကိုအဲ့ဒီအတိုင်းပြန်ဖြေဆိုပြတဲ့ခါမှာခေါင်းငင်ပြီးမှန်ပါပြီတယ်လို့ပြောပါတယ်အဲ့ဒီနောက်နတ်သားကစန္ဒကူးသားဒုတ်တစ်ချောင်းကိုဖန်ဆင်းပြပြီးတော့ဒီစန္ဒကူးသားဒုတ်ချောင်းမှာဘယ်အစွန်းဘက်ကအရင်ဖြစ်တယ်လဲလို့မေးပြန်ပါတယ်ဒီမိကွန်းကိုလည်းအမတ်ရဲ့အဖေကအလွယ်တကူပဲဖြေဆိုနိုင်ပါတယ်ချစ်သားစန္ဒကူးသားဒုတ်ချောင်းကိုရေပေါ်ချကြည့်ပါအရင်မိုင်းကြတဲ့အစွန်းမိုင်းဟာအဖျားပိုင်းထက်အနှဲငယ်ပိုပြီးရေထဲမှာမြုပ်နေတာကိုတွေ့ရလိမ့်မယ်ဘုရင်ကလည်းထိုတိုင်းပဲဖြေဆိုပြနတ်သားကလည်းဟုတ်ပါပြီလေလို့ပြန်ပြောပါတယ်အဲ့ဒီနောက်မှာနတ်သားကရွယ်လူမြင်းမနှစ်ကောင်ကိုဖန်ဆင်းပြီးပြတာမေးများပြန်ပါတယ်ဒီမြင်းနှစ်ကောင်မှာတစ်ကောင်ကမိခင်မြင်းမတစ်ကောင်ကရင်သွေးသမီးငယ်မြင်းမဖြစ်ပါတယ်တည်တာအောင်ဘယ်လိုခွဲခြားပြမလဲအမတ်ရဲ့ဖခင်ကလည်းဒီမိကွန်းကိုချက်ချင်းဖြေဆိုပြပါတယ်ချစ်သားမြင်းနှစ်ကောင်ကိုကောက်ရိုးအစာကျွေးကြည့်ပါမိခင်မြင်းမကရင်သွေးသမီးမြင်းမထံကိုကောက်ရိုးအစာနှုတ်သီးနဲ့ထိုးပြီးပေးလိုက်မယ်ဘုရင်ကလည်းထိုတိုင်းဖြေဆိုပါတယ်နတ်သားကလည်းဟုတ်ပါပြီလေလို့ဆိုပြီးနောက်ထပ်တစုံတရာမေးမြန်းခြင်းမပြုတော့ရန်လည်းမပြုပဲကျေနပ်ကြည်တော်စွာထွက်ခွာပြက်ကွယ်သွားပါတယ်ဘုရင်ကအမတ်ကိုကျေးဇူးတင်ချီးကျူးပြီးတော့ဆုလက်များချီးမြှင့်ပါတယ်ဒီအခါမှာအမတ်ကမိကွန်းနီကိုမိမိဖြေဆိုနိုင်တာမဟုတ်ပါဘူးဖခင်သူအိုကသာဖြေဆိုကြောင်းအကျိုးအကြောင်းရှင်းပြလျှောက်ထားပါတယ်ဘုရင်ကအဲ့ဒီခါမှာသူအိုတို့ရဲ့တန်ဖိုးကိုသိရှိသွားတယ်သူအိုကိုကျေးဇူးတင်မဆုံးရှိသွားတယ်ဒါနဲ့သူအိုတွေကိုတောင်ပေါ်ကိုပို့ပြီးစွန့်ပြစ်ရမယ်ဆိုတဲ့အမိန့်ကိုလည်းပယ်ဖျက်လိုက်ပါတယ်အဲ့ဒီနေ့ကစပြီးအမတ်ရဲ့ဖခင်အပါဝင်သူအိုများကသားသမီးများရဲ့ပြုစုဆောင်ရှောက်မှုကိုကောင်းစွာခံယူရရှိကြပါတော့တယ်ပုံမြင်လေးကတော့ဒါပါပဲရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြအောင်ပါ